အားလုံးမင်္ဂလာပါဒီနေ့မှာတော့ web channel နဲ့ပတ်သက်ပြီးတော့အမေးများတဲ့မေးခွန်းတွေကိုကျွန်တော်ဖြေကြားပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး web channel ဆိုတာဘာလဲဆိုတာကိုကျွန်တော်အရင်ဆုံးပြပြပါမယ်web channel ဆိုတာကတော့ကျွန်တော်ရဲ့ဒီအရေးပြားအပေါ်ရန်လွှာမှာရှိတဲ့ဒီအစီထွက်တဲ့လမ်းကြောင်းလေးတွေပေါ့အဲ့ဒီလမ်းကြောင်းလေးတွေကဒီအစီထွက်ပေါက်ပိတ်သွားတဲ့အခါမှာအဲ့ဒီအစီတွေကအပြင်ကိုမထွက်နိုင်တော့ဘဲနဲ့အရေးပြားရဲ့အပေါ်ရန်လွှာမှာစုပြီးတော့အလုံးလေးဖြစ်လာတယ်အဲ့ဒီအလုံးလေးကိုကျွန်တော် web channel လို့ခေါ်တာအဲ့ဒီအလုံးလေးကိုမှကျွန်တော်ပိုးဝင်သွားတယ်ဆိုရင်ပြည်တယ်တဲ့ web channel တွေဖြစ်နိုင်တယ်ရောင်ရမ်း web channel တွေဖြစ်နိုင်တယ်စသဖြင့်ပေါ့ဒါကိုကျွန်တော် web channel လို့ခေါ်တာဒီ web channel ဆိုတာအလွယ်ပြောမယ်ဆိုရင်တော့အစီထွက်ပေါက်ပိတ်ပြီးတော့အစီဘူးလေးအလုံးလေးဖြစ်လာတာကိုကျွန်တော် web channel လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ပထမဆုံးဒီအမေးများတဲ့နောက်ထပ်မေးခွန်းတစ်ခုပေါ့နော်အဲ့ဒီမေးခွန်းကဘာလဲဆိုတော့ဒီ web channel ကိုဖြစ်စေတဲ့အကြောင်းရင်းတွေကဘာတွေလဲဆိုတဲ့မေးခွန်းပေါ့အဲ့တော့ web channel ကိုဘာတွေကဖြစ်စေလဲဆိုတော့နံပါတ်1အချက်ကကျွန်တော်တို့ရဲ့အရေးအရာမှာအစီထုတ်လုပ်မှုများလို့ဖြစ်တာအဲ့တော့အစီထုတ်လုပ်တာကလူတိုင်းမှာရှိတယ်အစီထုတ်လုပ်မှုရှိမှကျွန်တော်ရဲ့အရေးပြားကဆူဆူပြပြနဲ့ဒါကြည့်လို့ရှိလို့ကောင်းတာအစီထုတ်လုပ်မှုမရှိဘူးဆိုရင်အရေးပြား6ပြီးတော့ကျွန်တော်ရဲ့မျက်နှာအသားကြီးကကြည့်လို့ကောင်းမှာမဟုတ်ဘူးဒါပေမဲ့ဒီပုံမှန်ထက်ပိုပြီးတော့အစီထုတ်လုပ်မှုများတယ်ဆိုရင် web channel ကိုဖြစ်စေတယ်ပေါ့ဒါနံပါတ်1ချက်နံပါတ်2ချက်ကတော့ဒီအစီထုတ်လုပ်တဲ့လမ်းကြောင်းပြွန်လေးတွေပိတ်ဆို့သွားတာအဲ့တော့သူ့ရဲ့အပေါက်ဝမှာထွက်ပေါက်မှာဆဲသေးတွေအညစ်အကြေးတွေနဲ့ပိတ်ဆို့သွားတယ်ဒါမျိုးဆိုရင်လည်း web channel ဖြစ်စေတယ်နောက်ထပ်ဖြစ်စေတဲ့အကြောင်းရင်းတစ်ခုကတော့ဒီအစီထုတ်တဲ့လမ်းကြောင်းလေးရောင်ရမ်းတာပေါ့ရောင်ရမ်းမှုတွေကြောင့်လည်းကျွန်တော်ဖြစ်စေတယ်နောက်နံပါတ်4ချက်ကတော့ဘက်တီးရီးယားပိုးပေါ့ဒီလမ်းကြောင်းတွေကိုဘက်တီးရီးယားပိုးဝင်သွားတယ်အဲ့တော့အဲ့ဒီပိုးတွေကပွားများလာပြီးတော့ web channel ဖြစ်စေတယ်အဲ့တော့ဒါက web channel ဖြစ်စေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်နောက်ထပ်မေးခွန်းတစ်ခုကတော့ဒီ web channel ဆိုတာတဲ့ဆယ်ကျော်တက်တင်မှာပဲဖြစ်တဲ့ပြဿနာလားဆိုတဲ့မေးခွန်းပေါ့ဒါကတော့မဟုတ်ပါဘူး web channel ဒီအသက်အရွယ်မရွေးဖြစ်နိုင်တယ်အဲ့တော့ဆယ်ကျော်တက်တင်မှာဒီကျွန်တော်ကြီးထွားတဲ့အရွယ်ဖြစ်တဲ့အတွက်ဒီ growth hormone ပေါ့ကြီးထွားစေတဲ့ hormone တွေကျွန်တော်တို့အရန်ထွက်တဲ့အတွက်ကြောင့်မို့လို့အစီထုတ်လုပ်မှုအရန်များတယ်အဲ့မှာကျွန်တော်က web channel အရန်ဖြစ်တယ်တွေ့ရများတယ်ဒါပေမဲ့ဆယ်ကျော်တက်မဟုတ်ဘဲနဲ့ကျွန်တော်အသက်30ကျော်40ကျော်50ကျော်တွေလည်း web channel ဖြစ်နိုင်တယ်web channel ဒီဘယ်အသက်အရွယ်မှာဆိုကျွန်တော်ဖြစ်နိုင်ပါတယ်အဲ့တော့နောက်ထပ်မေးခွန်းတစ်ခုကတော့ဒီအစီများတဲ့အစားအစာတွေကိုစားရင် web channel ကိုဖြစ်စေလားတဲ့ဒါကတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ web channel ကိုဖြစ်စေတဲ့အကြောင်းရင်းဒီအစီထုတ်လုပ်မှုများလို့ဒါဒီအရေးပြားကအစီထုတ်လုပ်မှုများတာနောက်တစ်ခုကတော့ဒီအစီထွက်တဲ့လမ်းကြောင်းတွေရောင်တာဘက်တီးရီးယားပိုးဝင်တာအစီထွက်ပေါက်ပိတ်တာဒါတွေကြောင့်မလို့ web channel ဖြစ်တာအဲ့တော့ဒီအစားအစာတွေက web channel ကိုကျွန်တော်တို့ကဓာတ်ရိုက်ကြီးဖြစ်စေတာမဟုတ်ဘူးအဲ့တော့အစားအစာတွေကကျွန်တော် web channel ကိုပိုဆိုးစေတာပေါ့အဲ့တော့ဒါပေမဲ့အစီများတဲ့အစားအစာစားတိုင်းကတော့ web channel ဖြစ်စေတာမဟုတ်ဘူးခုနပြောတဲ့အချက်၄ချက်ရှိမှကျွန်တော် web channel ကိုဖြစ်စေတာဒီအစီများတဲ့အစားအစာတွေထက်စားရင်ကျွန်တော်တို့က web channel ဖြစ်စေတဲ့တခြားသောအစားအစာတွေရှိတယ်အဲ့တော့အချိုများတဲ့အစားအစာတွေပေါ့ဥပမာဖြင့်တကြားများတဲ့အစားအစာတွေအချိုရည်တွေပြီးတော့အာလူးကြော်လိုမျိုးအတင်စားအစားအစာတွေပေါ့ဒီကောင်တွေကလည်းကျွန်တော် web channel ဖြစ်စေတယ်နောက်တစ်ခုကတော့ note ထက်ပစ္စည်းတွေnote ထက်ပစ္စည်းတွေထဲမှာဆိုရင်နွားနို့တို့ဒင်းချင်းတို့ဒင်းငယ်တို့ဒီကောင်တွေက androgen hormone များစေတယ်အဆီထုတ်လုပ်မှုများစေတယ် web channel ကိုဖြစ်စေတယ်ဒါကြောင့်မလို့အဆီများတဲ့အစားအစာကဒီ web channel ကိုဓာတ်ရိုက်ကြီးဖြစ်စေတာမဟုတ်ဘူးအဲ့တော့ web channel ဖြစ်စေတဲ့အကြောင်းရင်းတက်ရှိတယ်ဒါအပြင် web channel ကိုပိုဆိုးစေတဲ့အဓိကအစားအစာတွေကတော့ကျွန်တော်အခုပြောခဲ့တဲ့နှစ်မျိုးဖြစ်တယ်ဒါတကြားများတဲ့အစားအစာတွေနဲ့နှုတ်ထွက်ပစ္စည်းတွေဖြစ်ပါတယ်အဲ့တော့ web channel တွေကိုညှစ်လို့ရလားဆိုရင်ကျွန်တော်အခြေအနေနှစ်မျိုးရှိတယ်ကို web channel ညှစ်တဲ့အခါမှာအသုံးပြုတဲ့ဒီ web channel ညှစ်တဲ့နေကိုတခြားပိုးတန့်စင်ထားမယ်ပြီးတော့ web channel ညှစ်မဲ့ဒီ web channel နေရာကိုလည်းကျွန်တော်မညှစ်ခင်ပါတခြားပိုးတေအောင်လို့တန်ရှင်းတခြားလုပ်မယ်ပြီးတော့ web channel ညှစ်တဲ့သူရဲ့လက်ကိုလည်းပဲတခြားပိုးတန့်စင်ထားမယ်ဆိုရင်တော့ကျွန်တော်ညှစ်လို့ရတယ်ဒါပေမဲ့ဒီ web channel တိုင်းကိုတော့ကျွန်တော်တွားပြီးညှစ်လို့မရဘူးအဲ့တော့စား web channel တို့အစီဘူးတို့အခြေအနေလောက်ဆိုရင်တော့ကျွန်တော်ညှစ်လို့ရတယ်ကျန်တဲ့ဒီကြောင်ရမ်း web channel တွေနောက်ကပြည်တယ်ပြီးတော့ရောင်ရမ်းနေတဲ့ web channel တွေနောက် no ဂျူးလိုမျိုးပေါ့ကျွန်တော်အောက်ကမမာခက်ခဲအလုံးကြီးဒါမျိုးတွေဆိုရင်တော့တွားပြီးတော့ညှစ်လို့မရဘူးweb channel ညှစ်တဲ့အခါမှာပိုးမတန့်ဘူးဆိုရင်ကျွန်တော် web channel ကိုပိုဆိုးစေတတ်တယ်ပိုးတွေချန့်လိုက်တယ်လို့ဖြစ်ပြီးတော့ web channel တွေပိုဆိုးစေတတ်တယ်ဒါကြောင့်မလို့ web channel တိုင်းကိုအကျုံးသလိုအခြေအနေမှာကျွန်တော်ညှစ်လို့မရပါဘူးဒီ web channel ရှိရဆိုရင်လည်းမျက်နှာတန်ရှင်းကိုဘယ်လိုမျိုးလုပ်ရမလဲပေါ့နော်မျက်နှာကိုဘယ်လိုသိရမလဲပေါ့ဒီလိုအခြေအနေကတော့ကျွန်တော်နှစ်မျိုးဖြစ်နိုင်တယ်။ကိုကဝက်ချန်စပေါက်တယ်အရင်အခြေအနေမဆိုးသေးဘူး။ဆေးကန်းတွေလည်းမပြထားဘူး။မိမိဘာသာပေါ့ဒီ skin care နဲ့ဒီ lens တွေနဲ့ပဲကိုကထိန်းတဲ့အခြေအနေမျိုးပေါ့။ဒါမျိုးဆိုရင်တော့ကျွန်တော်ကမျက်နှာသစ်ဆေးကိုသုံးတဲ့အခါမှာအကယ်၍ပေါ့နော်ကိုယ့်ရဲ့မျက်နှာကစားဝက်ချန်တွေအစီဘူးတွေရှိတယ်။ပြီးတော့အစီလည်းအရင်ပြန်တယ်ဆိုရင်တော့ဆလစ်ပါတဲ့မျက်နှာသစ်ဆေးကိုကျွန်တော်တစ်ပတ်ကိုတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ပေါ့နော်ဒီလောက်ကျွန်တော်ထည့်ပေးတင်တယ်။ဒီလိုထည့်ပြီးတော့ကျန်တဲ့အချိန်တွေမှာတော့Janet cleanser ကိုကျွန်တော်သုံးပြင်မယ်အဲ့တော့ပျော့တဲ့မျက်နှာသစ်ဆေးကိုသုံးမယ်ပေါ့အဲ့တော့ဆေးကမ်းမပြထားသေးတဲ့အခြေအနေမှာဆိုရင်တော့ဒီလိုမျိုးမျက်နှာသစ်ဆေးနှစ်မျိုးနဲ့ကျွန်တော်တို့ကသုံးပြီးတော့ web channel ကိုထိန်းလို့ရတယ်အဲ့တော့ဆလစ်ပါတဲ့မျက်နှာသစ်ဆေးမတစ်တဲ့အချိန်တွေမှာ Janet cleanser သုံးမယ်ပေါ့အကယ်၍ကိုယ့်ရဲ့မျက်နှာအသားရည်ကအသားရည်6တယ်ဒါပေမဲ့ web channel တွေလည်းရှိရဆိုရင်တော့ဆလစ်ပါတဲ့ဟာကိုကျွန်တော်မသုံးသင့်ဘူးဒါမျိုးဆိုရင်တော့ဆေးကမ်းပြတာပိုကောင်းတယ်နောက်ထပ်အခြေအနေတစ်ခုကတော့ဒီ web channel တွေအရန်ဆိုးတယ်ပြီးတော့ဆေးကန်းလည်းပြနေတယ်ဆေးကန်းမှာဆရာအောင်ကအစီထိန်းတဲ့လင်းဆေးတွေအစီခန်းစီတဲ့တောက်စီတွေပေးထားရဲဆိုရင်တော့ဆလစ်ပါတဲ့မျက်နှာတစ်ဆေးကိုမသုံးမနဲ့ Janet cleanser ကိုပဲသုံးရမယ်အဲ့တော့တနေ့ကိုမနေ့တစ်ချိန်ညတစ်ချိန်တော့ပုံမှန်မျက်နှာတစ်ပေးမယ်မျက်နှာတစ်တဲ့ခါမှာနှစ်ချိန်ထပ်ပို့ပြီးတစ်မယ်ဆိုရင်
တတိထားဖို့လိုတယ်တချို့ကျတော့အစီရမ်းပြန်လို့ဆိုပြီးတော့တနေ့ကို3ချိန်4ချိန်လောက်မျက်နှာတက်တာမျိုးဆိုရင်အရေပြားရဲ့အပေါ်ရန်အလွှာ barrier ကိုဖြတ်စည်းလိုက်သလိုဖြစ်ပြီးတော့ barrier ပြတ်သွားပြီးတော့ဝက်ချန်တွေပိုဆိုးတတ်တာမျိုးလည်းရှိတယ်ဒါကြောင့်မလို့ဝက်ချန်ရှိတယ်မျက်နှာတစ်စေးကိုဘယ်လိုမျိုးတောင်းရမလဲဆိုရင်တော့ကျွန်တော်တို့ပြောသလိုပဲကိုယ့်ရဲ့အရေပြားအချင်းတွေပေါ်မူတည်ပြီးတော့ပဲတောင်းရမှာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်တော့မတူဘူးအဲ့တော့အရင်တိတိကျကျကျွန်တော်ပြောလို့မရဘူးကိုယ်တခြားမသိဘူးဆိုရင်တော့ဆရာအောင်နဲ့တိုင်ပင်သင့်ပါတယ် black hat နဲ့ white hat နဲ့ဘာကွာလဲဆိုတဲ့မျိုးပေါ့အဲ့တော့ black hat ဆိုတာကစားဝက်ချန်လေးတွေပေါ့နောက် white hat ဆိုတာကအစီဘူးလေးတွေဒီစားဝက်ချန်နဲ့အစီဘူးဘာကွာလဲဆိုတော့နှစ်ခုစလုံးကတူညီတဲ့အချက်ကတော့ဝက်ချန်ပဲဝက်ချန်မှာပုံစံမတူတာပေါ့ဒီအရေပြားအောက်ကနေပြီးတော့အစီတွေထွက်လာတယ်အစီလမ်းကြောင်းလေးပိတ်သွားတယ်ပိတ်သွားတဲ့လမ်းကြောင်းထဲမှာဒီအစီအခဲလေးဖြစ်သွားတယ်ပေါ့အဲ့တော့အဲ့ဒီအခဲလေးဒီအပေါ်ရန်ကအရေပြားအလွှာလေးနဲ့ဖုံးထားတယ်ဆိုရင်တော့ white hat လိုမျိုးအစီဘူးအဖြူလေးအနေနဲ့ကျွန်တော်မြင်ရမှာအကယ်၍အဲ့ဒီဖုံးထားတဲ့အရေပြားအလွှာလေးကပွင့်သွားတယ်ပြီးတော့အစီခဲလေးကအပြင်ကိုပြူပြီးထွက်လာတယ်အဲ့ခါမှာအပြင်ကအောက်ဆီဂျင်နဲ့ထိတွေ့ပြီးတော့ဓာတ်ပြုတ်လိုက်တဲ့အခါမှာ oxidize ဖြစ်သွားပြီးတော့မဲသွားတယ်ပေါ့ဒီလိုချင်တဲ့မျိုးဆိုရင်တော့ကျွန်တော်တို့က black hat လို့ခေါ်တယ်စားဝက်ချန်လို့ခေါ်တယ်ဒီနှစ်ခုကတော့ကျွန်တော်တို့ဖြစ်စေတဲ့အကြောင်းအရာအတူတူပဲနှစ်ခုစလုံးဒီဝက်ချန်ပဲဒီအပေါ်ရန်အလွှာလေးပွင့်နေလားပိတ်နေလားပေါ့မူတည်ပြီးတော့အစီဘူးနဲ့စားဝက်ချန်ဆိုပြီးတော့ကွဲသွားတာဖြစ်ပါတယ်ဘယ်ချိန်မှာဝက်ချန်ကိုဆရာအောင်ပြဖို့လိုလဲဝက်ချန်ကတော့ကိုမစထွက်တယ်စားဝက်ချန်အစီဘူးလောက်ပဲဆိုရင်တော့ဆရာအောင်မပြဘဲနဲ့မိမိဘာသာskin care ကျွမ်းကျင်တယ်ဆို skin care နဲ့ပဲထိန်းလို့ရတယ်ကိုမကျွမ်းကျင်ဆိုရင်တော့ဒီဆရာအောင်နဲ့တိုင်ပင်ပြီးတော့ပြတင်တယ်ပေါ့ဒါပေမဲ့မဖြစ်မနေဆရာအောင်ပြမဲ့အခြေအနေတွေကနံပါတ်1ကတော့ severe ဖြစ်တဲ့ပြင်းထန်တဲ့ဝက်ချန်အခြေအနေတွေပေါ့ရောင်ရမ်းဝက်ချန်တွေလည်းရှိတယ်ကီလုံးတွေရောမာတဲ့အခဲတွေရောရှိနေဆိုရင်တော့ကျွန်တော်စေကံပြတင်တယ်ဒီဝက်ချန်တွေကနဖူးတွေမှာရောပါးတွေမှာရောအပြုတ်ပြုတ်တေးသေးလေးတွေထွက်တယ်ရားလည်းရတယ်ဥယျာပြမှာဘောက်လက်ထားတယ်ဥယျာပြလည်းရတယ်ဒါမျိုးဆိုရင်တော့မှုဝက်ချန်ဖြစ်နိုင်တဲ့အတွက်စေကံပြတင်တယ်ဟော်မုန်းတွေ acne ပေါ့ဒီဟော်မုန်းကြောင့်ဖြစ်တဲ့ဝက်ချန်တွေဆိုရင်ကျွန်တော်စေကံပြတင်တယ်ဥပမာပြမိန်းကလေးတွေမှာဆိုရင်ရာသီစဝန်းကာလမှာဝက်ချန်တွေအရင်ထွက်လာတယ်ဒီ jaw line လို့ခေါ်တဲ့မေးရိုးတွေမှာဝက်ချန်တွေထွက်တယ်ဒါမျိုးဆိုရင်ဒါဟော်မုန်းဝက်ချန်ဖြစ်နေတဲ့အတွက်စေကံပြတင်တယ် steroid ပါတဲ့ပစ္စည်းတစ်ခုကိုအသုံးပြုပြီးတော့ဝက်ချန်တွေအရင်ထွက်လာတယ်ဆိုရင်လည်းဒါ steroid ဝက်ချန်ဖြစ်နေတဲ့အတွက်စေကံပြတင်တယ်ဒါအပြင်ဝက်ချန်လည်းထွက်တယ်ဝက်ချန်အပြင်ကိုမှ skin barrier လည်းပြတ်တယ်မျက်နှာကနီတာရဲတာပူတာဆက်တာအဖက်လေးတွေကွာတာတင်းကြပ်ကြပ်ကြီးခံစားရတာဒီလိုမျိုးလက္ခဏာတွေပေါ့ဒီလိုမျိုးလက္ခဏာတွေလည်းရှိနေတယ်ဝက်ချန်တွေလည်းရှိတယ်ဆိုရင်တော့ဒါဝက်ချန်ထွက်တာနဲ့ skin barrier ပြတ်တာနဲ့တွဲနေနိုင်တာဖြစ်တဲ့အတွက်စေကံကိုမဖြစ်မနေပြတင်ပါတယ်ဒီဝက်ချန်ကုသတဲ့အခါမှာလည်းဘယ်လို ingredient ပါတဲ့ဒီလင်းစေးတွေကိုသုံးတင်လဲပေါ့အဲ့တော့ကျွန်တော်တို့ဝက်ချန်ကုသတဲ့အခါမှာကျွန်တော်တို့လိုက်ရှာတဲ့ဒီ skin care တွေလိုက်ရှာတဲ့အခါမှာသုံးတင်တဲ့ပစ္စည်းတွေကတော့ salicylic acid ပေါ့salicylic acid ကကျွန်တော်အစီထုတ်လုပ်မှုကိုသူကထိန်းပေးတာဖြစ်တဲ့အတွက်ဝက်ချန်သမားတွေအတွက်ကောင်းတယ်မသုံးတတ်ဘူးဆိုရင်တော့ကိုယ့်အတွက်အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ salicylic acid သုံးနေတယ်ဆိုရင်တော့ကိုကတခြားလည်းမသိဘူးဆိုရင်ဆရာအောင်နဲ့တိုင်ပင်ပြီးတော့သုံးတင်တယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော် benzoyl peroxide သူကရောင်ရမ်းမှုကိုကျစေတယ်ဒီပိုးလည်းတည်စေတယ်အဲ့တော့ benzoyl peroxide ဒီဝက်ချန်ရောင်ရမ်းဝက်ချန်တွေအတွက်ဆိုအရင်ကောင်းတယ်အဖူတိုးတဲ့အနေနဲ့ကျွန်တော်သုံးလို့ရတယ်အဲ့တော့မသုံးတတ်ဘူးဆိုရင်လည်းကျွန်တော်ဆရာအောင်နဲ့တခြားတိုင်ပင်တင်တယ်ဒါပေမဲ့ကျွန်တော်ဒီမှာ benzoyl peroxide သုံးပုံလေးကိုတော့အနည်းငယ်ပြောပြပေးမယ်ကိုကဝက်ချန်လည်းထွက်နေတယ်ရောင်ရမ်းဝက်ချန်တွေရှိရဆိုရင်တော့ဒီ benzoyl peroxide 2.5% တို့ 5% တို့ 10% တို့စသဖြင့်ရှိတယ်ဒါပေမဲ့ကိုကစသုံးမယ်ဆိုရင်တော့ 2.5% ကနေစပြီးသုံးမယ်ညနေပိုင်းမျက်နှာမသိခင်မှာဒီဝက်ချန်အဖူတွေကိုလိုက်တိုးလိုက်မယ်တိုးပြီးတော့10မိနစ်ထားမယ်10မိနစ်ပြည့်တာနဲ့ရေဆေးချမယ်ပြီးတော့မှကျင်းတဲ့ကိုလုံးနေကြမျက်နှာသစ်စေးသုံးတာဆက်သုံးမယ်ပေါ့အဲ့တော့ဒီကောင်ကတဲ့လားမတဲ့လားတော့ဒီမေးရိုးအောက်လေးမှာတို့ပြီးတော့တရက်လောက်တော့စမ်းကြည့်တင်တယ်စမ်းပြီးတော့ကိုနဲ့တဲ့တယ်ဆိုမှစသုံးပေါ့အဲ့တချို့က benzoyl peroxide သုံးလို့ရှိရင်irritation ရတာမျိုးရှိတယ်irritation ရတယ်ဆိုတာရားတာတို့ဆက်တာတို့နီတာတို့ဖြစ်တတ်တယ်ဒါမျိုးဆိုရင်တော့7မိနစ်ပြည့်အောင်မထားနဲ့9မိနစ်လောက်ပဲထားသို့မဟုတ်နီတာရဲတာရားတာဆက်တာဖြစ်လာတဲ့အထိပဲထားပြီးလို့ရှိရင်ချက်ချင်းရေဆေးချပေါ့နောက်ထပ်ပစ္စည်းတွေကကျွန်တော် retinoid တွေပေါ့ retinoid မှာဆိုလင်းစေးထဲမှာဆို tretinoin လိုမျိုးလင်းစေးတွေ adapalene လိုမျိုးလင်းစေးတွေဒီကောင်တွေကလည်းဒါအဆီထုတ်လုပ်မှုကိုထိန်းပေးတယ်နောက်ဆဲအသစ်တွေမြန်မြန်ဖြစ်အောင် skin cell turnover ကိုaccelerate လုပ်ပေးတယ်အားကောင်းစေတယ်ဒါကြောင့်မလို့ဒီကောင်တွေလည်းဝက်ချန်တက်တာစေတယ်ဒါပေမဲ့အခုကျွန်တော်ပြောခဲ့တဲ့ဒီ salicylic acid တို့ဒီ tretinoin တို့ adapalene တို့ဒီ retinoid အောက်စုတွေပေါ့ပြီးတော့ benzoyl peroxide ပေါ့ဒီကောင်တွေကမသုံးတတ်ဘူးဆိုရင်အစာပိုင်းမှာဝက်ချန်ပိုဆိုးတတ်တယ်သုံးတတ်တယ်ဆိုရင်တော့မှအစာပိုင်းမှာစတော့ရင်ပါကျင်ဖြစ်တတ်တယ်ဝက်ချန်တွေကန်ထွက်လာတာမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီကောင်တွေကိုသုံးမယ်ဆိုရင်တော့ကိုယ်တော်နဲ့ကိုယ်မသုံးမဲ့နဲ့ဆရာအောင်နဲ့တိုင်ပင်ပြီးတော့သုံးတာတော့ပိုကောင်းပါတယ်ဝက်ချန်ဖြစ်ပြီဆိုရင်လည်းဝက်ချန်ပျောက်သွားတဲ့အခါမှာအမာရွတ်တွေဖြစ်နိုင်လားပေါ့ဒါတော့လုံးဝသိကြတယ်ဝက်ချန်ဖြစ်ဖူးတဲ့သူတွေတော်တော်များများမှာအမာရွတ်တွေကြံနိုင်တယ်အမာရွတ်မှာအမျိုးအစား၃မျိုးရှိတယ်ဖောင်းကြွအမာရွတ်တွေရှိတယ်ချိုင်းခွက်အမာရွတ်တွေရှိတယ်ပြီးတော့အနီဆက်အမဲဆက်လိုမျိုးအမာရွတ်တွေရှိတယ်အနီဆက်အမဲဆက်တွေကတော့ဖောင်းတာတို့ချိုင်းတာတို့မရှိဘူးဒီအရေပြားတပီးထဲမှာအနီဆက်တို့အမဲဆက်တို့ကြံတာပေါ့အဲ့တော့ဝက်ချန်ဖြစ်ပြီးဒီလိုအမာရွတ်တွေကတော့ကျွန်တော်ကြံနိုင်တယ်အဲ့တော့ဒီဖောင်းကြွအမာရွတ်တွေကတော့ keloid သို့မဟုတ် hypertrophic scar လို့ခေါ်တာပေါ့သူတို့ကတော့ကိုယ့်ရဲ့ gene မှာမျိုးရိုးဗီဇမှာဒီဖောင်းကြွအမာရွတ်ဖြစ်တဲ့မျိုးရိုးဗီဇပါလာတယ်ဆိုရင်တော့ဒါမျိုးဖြစ်တတ်တယ်ဒါပေမဲ့အရင်တော့တွေ့ရမများဘူးရှားတော့ရှားတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ချိုင်းခွက်အမာရွတ်တွေ
ဂျိုင်းခွက်အမာယုတ်တွေကတော့ဘလို့အခြေအနေမျိုးမှာဖြစ်တယ်လဲဆိုတော့ဝက်ချန်ရှိတယ်အရန်ဆိုးတယ်ရောင်ရမ်းတဲ့စင်တီဖြစ်တယ်ပြည်တွေပါတဲသွားတယ်sis လိုမျိုးဖြစ်ပြီးတော့ပြည်ပါတဲသွားတယ်ပြီးတော့ no ju လိုမျိုးဖြစ်ပြီးတော့အလုံးကြီးတွေဖြစ်တယ်ဒီကောင်တွေကပြန်တက်တာသွားတဲ့အချိန်မှာဂျိုင်းခွက်တွေဖြစ်ပြီးကြမ်းခဲ့တတ်တယ်ဂျိုင်းခွက်တွေလည်းကျွန်တော်ဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဝက်ချန်ဖြစ်ပြီးတော့နေဘူးထဲထွက်တယ်ဆန်းဆွင်တွေမလဲဘူးဒါမျိုးဆိုရင်လည်းအမဲဆက်တွေကျွန်တော်ကြံလိုက်တယ်ဝက်ချန်ဖြစ်ပြီးဒီလိုမျိုးအမဲဆက်တွေအမာရွတ်တွေမကြံအောင်ဆိုရင်ကျွန်တော်က short ချပေးနိုင်တဲ့နည်းလမ်းတစ်ခုရှိတယ်အဲ့ဒါကတော့ sunscreen လိမ့်ဖို့ပေါ့ဝက်ချန်ကုနေတဲ့အချိန်မှာလည်းကျွန်တော် sunscreen ကိုတေချာလေးလိမ့်ပေးတင်ပါတယ်ဒီစပင်အတွက်သုံးတဲ့ဒီ hair products တွေကဝက်ချန်ဖြစ်စေလားတဲ့ဖြစ်စေပါတယ်ကိုစပင်မှာသုံးတဲ့ hair product တွေ spray တွေနောက် cream တွေစပင်အတွက်သုံးတဲ့ဆိုးစေးတွေပေါ့ဒီကောင်တွေကအရန်ဖြစ်တယ် oily ဖြစ်တယ်အစီများရဲဆိုရင်နဖူးကိုလာပြီးတော့ကျွန်တော်နဖူးကစပင်နဲ့ကတ်နေဖြစ်တယ်နဖူးကိုလာထိရဲအဲ့ခါမှာချွေးပေါက်တွေပိတ်ပြီးတော့ဝက်ချန်ဖြစ်စေတယ်ဒါကြောင့်မလို့နဖူးမှာဝက်ချန်ပေါက်တဲ့သူတွေ hair product တွေသုံးနေဆိုရင်တေချာပြန်ပြီးတော့ဆန်းစစ်ကြည့်တင်တယ်နောက်တစ်ခုကတော့ဝက်ချန်ရှိရဲဆိုရင်လည်း moisturizer သုံးတင်လာတဲ့သုံးတင်ပါတယ်မဖြစ်မနေသုံးတင်တယ်အဲ့တော့ဝက်ချန်ရှိပြီဆိုရင်တချို့လူတွေကြတော့ဝက်ချန်ရှိရဲအစီအရန်ပြန်တယ်ကိုမျက်နှာအစီပြန်တဲ့အတွက်ကြောင့်မလို့ဒါအဆိုးရက်ရှိတယ်လို့ထင်ပြီးတော့ moisturizer မသုံးဘူးဆိုရင်ဒီအရေပြားကအစီပိုထုတ်တယ်အဲ့ခါမှာဝက်ချန်ပိုဆိုးတတ်တယ်ဒါကြောင့်မလို့အရေပြား6တီဖြစ်စေအစီပြန်တီဖြစ်စေ moisturizer ကိုသုံးတင်ပါတယ်ဝက်ချန်ကိုလည်းလုံးဝအရှင်းပြောင်းလို့ကုလို့ရလားတဲ့ဒါတော့လုံးဝမရပါဘူးအဲ့တော့ဝက်ချန်တီ chronic disease ဖြစ်တယ်ပေါ့နော်နာတာရှည်ယောဂဖြစ်တယ်ကျွန်တော်တို့ရဲ့အရေးပြမှာဟိုက100ရာခိုင်နှုန်းပျောက်သွားအောင်လို့ကုသပြစ်လို့မရဘူးဒါပေမဲ့ဝက်ချန်တွေလုံးဝငြိမ်သွားအောင်ပုံမှန် skin ဖြစ်အောင်တော့ကျွန်တော်တခြားကောင်းကောင်းကြီး control လုပ်လို့ရတယ် skin care တွေတောက်ဆေးလင်းဆေးတွေ treatment တွေနဲ့ကောင်းကောင်းကြီးထိန်းလို့ရတယ်ဒါပေမဲ့100ရာခိုင်နှုန်းကြီးလုံးဝပျောက်သွားအောင်တော့လုံးဝပြန်မဖြစ်တော့အောင်လို့တော့လုပ်လို့မရပါဘူးအဲ့တော့ဒါကြောင့်မလို့ဝက်ချန်ဖြစ်တဲ့သူတွေအနေနဲ့ကျွန်တော်နောက်ဆုံးအနေနဲ့မှားချင်တာကစိတ်ရှည်ဖို့လိုတယ်ဝက်ချန်တီလုံးဝအရှင်းပျောက်သွားအောင်လုပ်လို့မရဘူးဒါပေမဲ့လက်ရှိတဲ့ break out ဖြစ်နေတဲ့အဖူတွေကိုတော့ပျောက်သွားအောင်လုပ်လို့ရတယ်။ဝက်ချန်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်နေတာရှိရဆိုရင် Orange Clinic မှာလာရောက်ပြီးတော့ဆွေးနွေးတိုင်ပင်လို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ Oraderm Clinic